ဘာဖြစ်လို့လဲဆိုရင်လူဆိုတာအကျိုးရှိမှလှုပ်ချင်တာအကျိုးကိုသိထားရှိတဲ့အကျိုးကိုသိထားလို့ရှိရင်ပို့ပြီးတော့လှုပ်ဖြစ်တယ်အကျိုးမရှိတဲ့အလုပ်ကိုလှုပ်လည်းမလှုပ်သင့်ဘူးလှုပ်လည်းလှုပ်ချင်မှလည်းမဟုတ်ဘူးဒါကြောင့်အကျိုးတရားတွေဆိုတာမြတ်စွာဘုရားကထုတ်ဖော်ပြလေးရှိတာပဲဆိုပါစို့မဟာတတိပဋ္ဌာန်သုတ်ဆိုလို့ရှိရင်မြတ်စွာဘုရားကဧကာယနောအယံဘိက္ခွေမေကောနိဗ္ဗာန်သွားဖို့တဲ့ဒါတကြောင်ဤသောလမ်းပဲဒီတကြောင်ဤသောလမ်းကိုလျှောက်လိုက်မယ်ဆိုလို့ရှိရင်အကျိုး9မျိုးဖြစ်ပေါ်နိုင်တယ်လို့တတိပဋ္ဌာန်တရားနဲ့ပတ်သက်ပြီးအကျိုး9မျိုးကိုရှေးဥစွာထုတ်ပြတာဘာဖြစ်လို့လဲအားလုံးလူတွေဟာအကျိုးတရားကိုမြင်မှလောက်ဆောင်နေတာကိုဟုတ်တယ်လေဒီကနေ့ခေတ်စီးပွားလုပ်နေတဲ့ပုဂ္ဂိုလ်တွေလည်းကြည့်အယောင်းဝယ်လုပ်ရင်ဒါကိုရောင်းဝယ်မယ်ဆိုရင်အမြတ်ဘယ်လောက်ရမလဲဆိုတဲ့အကျိုးကြည့်တာကြည့်ပဲလေအလုပ်တစ်ခုကိုရှောက်လို့ရှိရင်လည်းလကဘယ်လောက်ရမယ်ဆိုတာကြည့်တာပဲလေအကျိုးကိုသိပြီးတော့မှလောက်ကြတယ်ဆိုတာလူတွေရဲ့သဘာဝပဲပေါ့ဒါကြောင့်မို့လို့အင်္ဂုလိမာလသုတ်ခါလေနေ့စဉ်ရွတ်ဖတ်မှုအတွက်ဘယ်လိုအကျိုးတွေရှိတယ်ဆိုတာသိထားလို့ရှိရင်တော့ဒီသုတ်ဟာရွတ်ဖြစ်တာပေါ့ကြီးညိုလေးစားစွာရွတ်ဖတ်ခြင်းဖြင့်ရွတ်ဖတ်နေတဲ့အခါမှာစိတ်အာယုံဟာတုတ်တန်ကိုမှတ်မြော်ပြီးတော့ရွတ်နေတာဖြစ်သောကြောင့်စိတ်ကြည်နူးမှုတွေကိုရစိတ်ကြည်နူးမှုအခြေခံပြီးတော့ဝိပဿနာပဲကျင့်ကျင့်သမထပဲကျင့်ကျင့်နော်ဒီအဆင့်တွေကိုသွားလို့ရတယ်ရွတ်နေတဲ့အချိန်မှာအာယုံယူပြီးတော့ရွတ်နေတဲ့အချိန်မှာလောဘမဖြစ်ဘူးဒေါသမဖြစ်ဘူးမောဟမဖြစ်ဘူးစိတ်လေးဟာကိုရွတ်တဲ့ဒေသနာအစဉ်မှာဖြောင်းဖြောင်းမမတ်ကြီးသွားနေတယ်ဆိုရင်နဲတဲ့အကျိုးမဟုတ်ဘူးဒါလည်းတချို့ကထင်တယ်မတိဘဲနဲ့ရွတ်နေရင်အကျိုးမရဘူးလို့ဒီလိုလဲထင်ကောင်းထင်တယ်ဒေသနာအစဉ်ရွတ်နေအကျိုးမရဘူးလို့တော့ပြောလို့မရဘူးအကျိုးဆိုဒီမှာရွတ်ဖတ်သူရဲ့ intention လို့ခေါ်တဲ့သူ့ရဲ့ရည်ရွယ်ချက်ပေါ်မှာလည်းမူတည်တယ်ရွတ်နေတဲ့အချိန်မှာစိတ်နေသဘောထားတွေပေါ်မှာလည်းမူတည်တယ်အကျိုးရှိမရှိဆိုတာရွတ်သူနဲ့သက်ဆိုင်တယ်ပို့ပြီးတော့သက်ဆိုင်တရားကြောင့်ဖြစ်တာမဟုတ်ဘူးရွတ်ဖတ်သူရဲ့စိတ်နေသဘောထားကြောင့်ဖြစ်တာရွတ်ဖတ်သူကဒီတရားအာယုန်နဲ့မရောက်ဖဲနဲ့ရွတ်နေလို့ရှိရင်တော့လေဒီအကျိုးကဟောဒီပတ္တိဖြစ်လာမှာမဟုတ်ဘူးပေါ့တရားအာယုန်နဲ့စိတ်ကိုတည်ငြိမ်အောင်ထားပြီးရွတ်ရင်တော့အဲ့ဒီစိတ်တည်ငြိမ်မှုရတာဒီပဲလင်အကျိုးပဲနော်စိတ်ကြည်နူးလာတယ်တည်ငြိမ်မှုရတယ်ရသော်ဘုရားတရားတော်ဆိုတာတခြားအတန်ကြားတာနဲ့မတူဘူးကြားနာယုံပင်အပူစင်၍ဆိုတာတကယ်ကိုစိတ်ဟာငြိမ်းချမ်းသွားနော်လူမပြောနဲ့ရသော်ဘုရားဟောနေတဲ့ဘုရားရဲ့တရားတန်ကိုကြားတဲ့အခါတရားဝါလေးတွေတောင်မှပဲစိတ်အေးချမ်းမှုလေးရသွားရင်အဲ့ဒီအေးချမ်းမှုဆိုတဲ့စိတ်ကြည်လင်မှုဆိုတာလေးကကုသိုလ်ကောင်းမှုအနေနဲ့ကောင်းရာသုဂတိဘုံကိုရောက်စေနိုင်သေးတာပဲကောင်းရာသုဂတိဘုံကိုရောက်စေနိုင်တယ်တာမန်ကုသိုလ်လို့အထင်မသေးလေနဲ့ကုသိုလ်ဆိုတာအသေးအဖွဲပဲဖြစ်စေကြီးမားတဲ့အားကိုးစရာမရှိတဲ့နေရာမှာဆိုရင်ကြီးမားတဲ့အထောက်အကူတွေဖြစ်တယ်အလုံးသိကြတယ်ဖာနတ္တအကြောင်းအကောင်းဆုံးမသိပေမဲ့လို့မြတ်စွာဘုရားဟောနေတဲ့တရားသံလေးကိုကြားပြီးတော့စိတ်ထဲမှာကြည်နူးနေတဲ့အချိန်သိဆုံးသွားတဲ့အခါစိတ်ကြည်နူးမှုဆိုတဲ့ဒီကုသိုလ်လေးကနေပြီးတာဝရိန္ဒနတ်ပြည်နတ်သားသွားဖြစ်ရတယ်ဖြစ်နိုင်တဲ့အနေထားဒီကုသိုလ်ရဲ့စွမ်းအားကြည့်လိုက်မယ်ဆိုလို့ရှိရင်လှုပ်ထာလေးကနည်းနည်းလေးပေးလိုက်တာကအများကြီးပါလားလို့ထင်ကောင်းထင်လိုက်ဟောမဖြစ်နိုင်ဘူးလို့တောင်ထင်ကောင်းထင်ကြလိုက်မဖြစ်နိုင်တာမရှိဘူးတဲ့ကုသိုလ်ရဲ့စွမ်းအားဟာအမှန်တမ်းကြီးမားပါတယ်တန်တုတ်တံမှာဆိုရင်မြတ်စွာဘုရားကစိတ်တုပါဒမတ္တံပိဘဟုကာရံဝရာမိကုသလေတုတံမေတုကုသိုလ်ဆိုတာ
စိတ်แท้ဖြစ်ုံနဲ့တည်းမဲ့ဘဟုကာရအကျိုးများလာပြီတဲ့စိတ်แท้ဖြစ်ုံလေးတယ်နော်လှူအောင်မယ်လို့စိတ်ထဲမှာတွေးလိုက်တယ်မလှူပြစ်နဲ့အောင်လှူအောင်မယ်ဆိုတဲ့အတွေးလေးကိုကမစ္စရိယကိုဖယ်ရှားလိုက်တဲ့အတွေးပဲအဲ့ဒီဟာလေးကလည်းကောင်းကျိုးချမ်းသာတွေပေးနိုင်တယ်ဆိုတာကုလသုတ်တံမှာမြတ်စွာဘုရားဟောတာရှိတယ်လေဘာလူရကောင်းမလဲလှူအောင်မယ်လို့ဆိုတဲ့စိတ်ဟာအဲ့ဒီစိတ်ဓာတ်ကလေးဝင်လိုက်တာနဲ့ပဲဒီပုဂ္ဂိုလ်ဟာဖြစ်လျာဘဝမှာမဟေသက်ခဘုံတကူဩဇာအာဏာကြီးတယ်တဲ့ဒါကြောင့်မို့လှူခြင်းနေဆိုတဲ့အတွေးဟာမဟေသက်ခသံဝတ္တနိကပฏิပဒါကုသိုလ်မျိုးဖြစ်တယ်ဒါတာမန်ကုသိုလ်မဟုတ်ဘူးနော်အကြီးကြီးတွေကနေကျင့်တော့အသေးလေးလို့ထင်ကောင်းထင်ကဲအသေးဆုံးကုသိုလ်လေးတစ်ခုပြောပြကြည့်လိုက်မယ်ဆိုအသေးလေးပဲကိုယ်ဘာမှမလှူဘူးဘာမှမလုပ်ဘူးသို့သောသူများလှူတာတန်းတာသို့မဟုတ်သူများလှူထားတဲ့ဆိုင်းဘုတ်ကလေးဖတ်ပြီးတော့ဝန္တာအာရတော်လိုက်ကြတာသာဓုသာဓုသာဓုပါလို့ဟောအမြပေးဝေတဲ့အချိန်မှာအမြလေးခေါ်လိုက်သာဓုလေးခေါ်လိုက်တဲ့ကုသိုလ်ဟာဘာစိုက်ရလို့လဲသာဓုခေါ်လိုက်တာပဲရှိတာပဲလေအဲ့ဒီကုသိုလ်ကလည်းအကျိုးပေးတယ်လို့အဲ့ဒီကုသိုလ်ကတချို့ကထင်ကောင်းထင်မယ်သာဓုခေါ်လို့အကျိုးပေးရင်တို့နေတိုင်းသာဓုတွေခေါ်နေတာဒီသာဓုကတခါတလေအိတ်ချင်တန်နဲ့ခေါ်တဲ့သာဓုရှိသေးတယ်ဝန္တာအာရကုသိုလ်စိတ်ဖြစ်အောင်လုပ်ပြီးခေါ်တဲ့သာဓုမျိုးဖြစ်ဖို့လိုတယ်နော်သာဓုဆိုတာလဲသွားပြီးတော့အထင်မသေးလေးနဲ့950ထဲမှာပါတဲ့သင်္ခဇတ်ဆိုတာရှိတယ်ဘုရားလောင်းကအဲ့ဒီတော့ကသင်္ခဆိုတဲ့ပုံနာတစ်ယောက်ဖြစ်တယ်လမ်းခရီးသွားတဲ့အခါမှာပိစိကဗုဒ္ဓတဆူကိုတွေ့လို့နေဘူးထဲမှာဖဏတ်မပါဘဲနဲ့ရှောက်နေတာကိုတွေ့လို့သူစီးလာတဲ့ဖဏတ်ကိုကြာကြာနာနာဆေးကြောအဝတ်တွေပါတွေနဲ့ပုတ်ပြီးတော့တန်တန်ရှင်းရှင်းလုပ်ပြီးတော့ပိစိကဗုဒ္ဓခြေထောက်ကိုဆွတ်ပေးလိုက်တယ်လှူလိုက်တယ်ဒီဖဏတ်ကလေးစီးပြီးတော့သွားပါဗျာအဲ့ဒီဖဏတ်လှူပြီးတော့တင်မောတက်တာတင်မောကကန်းကခွာ9 ရက်လောက်ကြာတဲ့အခါပင်လယ်ထဲမှာမုန်တိုင်းမိတော့တင်မောပြက်တယ်သူ့နောက်ကတပည့်တစ်ယောက်ပါတယ်ဆရာတပည့်2ယောက်တင်မောဘောကပြင်ချက်တစ်ချက်ရလို့တင်မောမြုပ်တဲ့အချိန်မှာအဲ့ဒီပြင်ချက်ကလေးပေါ်မှာမိတွယ်ပြီးတော့ပြင်ချက်ကလေးကိုမိတွယ်ပြီးတော့ပင်လယ်ထဲမှာလှိုင်းလုံးနေချေဟာမျောနေတာအဲ့ဒီဖဏတ်လှူခဲ့တဲ့ကုသိုလ်ကြောင့်မို့လို့မြစ်ဆောင်နတ်ပင်လယ်ဆောင်နတ်သမီးကလာခဲ့တယ်ကယ်တဲ့အခါမှာသင်္ခပုံနာကိုသာကယ်တယ်ကုသိုလ်ကြောင့်ကယ်တာအဲ့ဒါလို့ကယ်တဲ့အခါမှာသူ့နောက်ကနေအတူပါလာတဲ့လူကိုလှဲ့တောင်မကြည့်ဘူးကယ်ပါလို့ပြောလဲမကယ်ဘူးနော်မကယ်နိုင်ဘူးတဲ့အဲ့တော့ဘုရားလောင်းဆိုတာအသိဉာဏ်ရှိတယ်ဩဒီလိုကဲတယ်ဆိုတာကုသိုလ်ကြောင့်ပဲသူနားမှာရှိနေတဲ့သူတပည့်ကိုငါတပိငါဖဏတ်တယံပိစိကဗုဒ္ဓကိုလှူခဲ့တယ်အဲ့ဒီကုသိုလ်ကောင်းမှုကိုမြင့်အားအမျှပေးဝေပါတယ်အမျှဆိုဟိုကောင်ကသာဓုလည်းခေါ်လိုက်ရောမကယ်ခြင်းလို့မရတော့နတ်သမီးကကယ်လိုက်ရကုသိုလ်ကြောင့်ကယ်တာဟောသာဓုခေါ်တာနဲ့ပင်လယ်ထဲမှာမနစ်တော့ဘူးလို့ဒါ950ထဲမှာသိကျင်ဖတ်ကြည့်သင်္ခါဇလို့ခေါ်တယ်ဆိုလိုတာကသာဓုခေါ်တဲ့ကုသိုလ်လေးတောင်မှပဲဒီလိုအကျိုးကျေးဇူးတွေရနိုင်သေးတယ်လို့ဒါကြောင့်မို့လို့ကုသိုလ်ဆိုတာအမှန်တမ်းအရေးပါတယ်လို့ဒီလိုပြောလိုတာပေါ့နော်ကုသိုလ်ကောင်းမှုဆိုတာအလုံးဟာလုပ်ကြရတာဖြစ်တယ်ဘယ်ကုသိုလ်ပဲဖြစ်ဖြစ်အစွမ်းတတ္တိတော့ရှိကြတာကြီးပဲခုဒီအင်္ဂုလိမာလသုတ်တံမှာကြည့်ရွတ်ဖတ်30တဲ့ကုသိုလ်ဟာလေသေးတဲ့ကုသိုလ်မဟုတ်ပါဘူးကုသိုလ်ရအောင်တော့ရွတ်ပေါ့ကုသိုလ်ရလို့တဲ့စိတ်နဲ့တည်တည်ငြိမ်ငြိမ်ရွတ်ဖို့တော့လိုအပ်တာပေါ့
အတိပ္ပယ်သိမယ်ဆိုရင်တော့ပို့လို့အကျိုးရှိတာပေါ့အဲ့တော့အင်္ဂုလိမာလတုတ်ကိုရွတ်ချင်အောင်ဘယ်လိုစထားတော့ပရိတ္တံယံပနံတတ္တနိသိဏဌာနဒောဝနံဥဒကံပိဝိနာသေတိတဗ္ဗမေဝပရိတ္တယံပရိတ်ကိုတိုက်ရိုက်နာတာတောင်မဟုတ်ဘူးဒီကလထိုင်တစ်ခုပေါ်မှာထိုင်ပြီးတော့သို့မဟုတ်ပလင်ပေါ်မှာဖြစ်ဖြစ်ထိုင်ပြီးနေရာတစ်ခုပေါ်မှာထိုင်နိသိဏဌာနထိုင်တဲ့ပရိတ်ရွတ်တဲ့ပုဂ္ဂိုလ်ထိုင်သွားတဲ့ပရိတ်ရွတ်နေတဲ့အချိန်မှာထိုင်သွားတဲ့ထိုင်ကုန်ကိုဆေးကြောပြီးတော့အဲ့ဒီရေနဲ့အဲ့ဒီရေကတောင်မှပဲအစွမ်းတတ္တိရှိတယ်လို့ပြောတယ်ပရိတ်တိုက်ရိုက်မပြောနဲ့လို့ဒီလိုပြောတာနော်ပရိတ္တံဗနန္တတအင်္ဂုလိမာလပရိတ်ကိုရွတ်ဆိုတဲ့ပုဂ္ဂိုလ်ရဲ့နိသိဏဌာနဒောဝနံထိုင်သွားတဲ့နေရာကိုဆေးကြောတဲ့ဥရကံပိရေကတောင်မှပဲပရိတ္တယံဘေးရန်အန္တရာယ်ကိုဝိနာသေတိပဲဖြောင်းနိုင်တယ်ပရိတ်နာတာတောင်မဟုတ်ဘူးရွတ်တာတောင်မဟုတ်ဘူးเนาะပရိတ်ရွတ်တုံးကထိုင်သွားတဲ့နေရာလေးကိုရေဆေးပြီးအဲ့ဒီရေလေးကတောင်မှအစွမ်းတတ္တိရှိတယ်ဒီလိုအဓိပ္ပာယ်ပြောတာเนาะတတ္တိရှိတယ်တုဋ္ဌိနာဂဗ္ဗဝုဋ္ဌာနာယင်စတာဒိဋ္ဌိတင်ခဏီအကျိုးနှစ်ခုကိုဖော်ပြတာအဲ့တော့ကိုယ်တိုင်ရွတ်တယ်ဆိုရင်လည်းမပြောနဲ့တော့ရွတ်ပြီးတော့ကိုယ်တိုင်နာတယ်ဆိုရင်လည်းမပြောနဲ့တော့ရွတ်တဲ့ပုဂ္ဂိုလ်ထိုင်သွားတဲ့နေရာလေးဆေးကြောပြီးတော့အဲ့ဒီရေလေးနဲ့ရေလေးကတောင်အစွမ်းတတ္တိရှိနေတယ် holy water ဖြစ်သွားတယ်လို့ဒီလိုပြောတာပေါ့